လေတစင်းကိုခိုးယူမိတာကြောင့်မလို့တေတံပေးခံရပြီးတော့အဲ့ဒီဝိညာဉ်ကအခုချိန်ထိအဲ့ဒီနေရာမှာမကျွတ်လွတ်သေးဘဲနဲ့ရှိနေတာအဲ့ဒီအကြောင်းကိုဒီနေ့ပြောပြပေးမယ်အဲ့ဒါကအမေရိကန်နိုင်ငံရဲ့ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့မှာရှိတဲ့ Old Town ရပ်ကွက်မှာတည်ရှိတဲ့ Whaley House ကဒီအမေရိကန်ပြည်ထောင်စုမှာတရေအချောက်ဆုံးအိမ်ဆိုပြီးတော့မှနေခုချိန်ထိနာမည်ကြီးနေတာအဲ့ဒီနာမည်ကြီးတဲ့အိမ်ကဆိုလို့ရှိရင်ဒီသမိုင်းဝင်အဆောက်အဦတစ်လုံးလည်းဖြစ်တယ်အခုချိန်ထိလည်းအဲ့ဒီအိမ်ကအဲ့ဒီပုံစံလေးအတိုင်းပဲတည်ရှိနေတော့မယ်ဒါပေမဲ့အဲ့ဒီအိမ်ရဲ့နောက်ွယ်မှာဖြစ်ရမှန်သမိုင်းကြောင်းရဲ့ဒီနေထိုင်ခဲ့တဲ့မိသားစုရဲ့အတိတ်အဆိုးတွေရဲ့ပေါင်းပြီးတော့မှနေဒေသနာရရိုးရာပုံပြင်တွေအနေနဲ့အခုချိန်တအောင်ရောထွေးနေတာပေါ့နော်ဒီအိမ်ကိုစောက်ခဲ့တဲ့သူရဲ့နာမည်က Thomas Whaley အဲ့ဒီလူကအစောပိုင်းတုန်းကတော့နယူးယောက်မြို့မှာနေထိုင်တာဖြစ်ပြီးတော့1894ခုနှစ်မှာရွှေတူးဖော်ရေးကာလကယ်လီဖိုးနီးယားရဲ့ Gold Rush ပေါ့နော်အဲ့ဒီအချိန်မှာဒီကယ်လီဖိုးနီးယားကိုရောက်ရှိလာတဲ့သူဖြစ်တယ်ပြီးတော့ခါကျတော့အဲ့ဒီနောက်ပိုင်းမှာဒီဆန်ဒီယေဂိုကိုပြောင်းလာပြီးတော့ဒီ1853ခုနှစ်မှာဒီအန်နာဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ပြီးဒီ1856မှာဒီဆန်ဒီယေဂိုမြို့မှာပထမဦးဆုံးအုပ်နဲ့ဆောက်ထားတဲ့အိမ်ကြီးကိုသူကတည်ဆောက်ခဲ့တာအဲ့ဒီအချိန်တုန်းကသူတို့မြို့မှာအဲ့အုပ်နဲ့ဆောက်တဲ့အိမ်ကရှားတယ်အမေရိကမှာဆိုလို့ရှိရင်ကြားပူးသလောက်ပေါ့နော်အုပ်နဲ့ဆောက်တာရှားတယ်တဲ့ဘယ်လိုခေါ်မလဲတစ်သားလိုမျိုးအဖြူရောင်အပြားလေးကြိတ်သားတွေနဲ့ဆောက်တဲ့အိမ်တွေများတယ်အခုဆိုလို့ရှိရင်လည်းအခုချိန်ထိလည်းအဲ့ဒီအိမ်လေးတွေရှိတယ်အိမ်တွေအိမ်ပုံစံလေးတွေလည်းသဘောကျတယ်သိရမလားတရဲကားလေးတွေမှာပါတယ်လေအမြဲတမ်းဒီလိုမျိုးအဲအဖြူရောင်တစ်သားအပြားလိုမျိုးဟာတွေကိုထပ်ပြီးတော့မှနေဆောက်ထားတဲ့ပုံစံမျိုးလေးလေအဲ့ဒါတွေပဲများတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကပို့ပြီးတော့မှနေရှားတာပေါ့နော်အုံနဲ့ဆောက်ထားတာပို့ပြီးတော့ရှားတာအဲ့ဒီအချိန်မှာဒီ Thomas Whaley ကဒီအိမ်ကိုသူကအုတ်နဲ့ပထမဦးဆုံးအဲ့ဒီဆန်ဒီယေဂိုမှာပထမဦးဆုံးအုတ်နဲ့တိဆောက်လိုက်တာအဲ့ဒီအိမ်ကြီးကိုဒီဘယ်လိုပုံစံဆောက်လဲဆိုတော့ Greek Revival ပုံစံမျိုးဘိတုကာပုံစံမျိုးဖြစ်အောင်လို့စောက်ထားတဲ့ဒီအိမ်ပုံစံပေါ့နော်တောင်ပိုင်းဒီကယ်လီဖိုးနီးယားမှာဆိုလို့ရှိရင်ပထမဦးဆုံးအုတ်နဲ့စောက်ထားတဲ့ပုံစံမျိုးဖြစ်လာခဲ့တာအဲ့ဒီအိမ်ကြီးကို1858ခုနှစ်ဩဂတ်22ရက်နေ့မှာဝေလီမိသားစုကပြောင်းရွှေ့ပြီးတော့မှနေထိုင်ခဲ့ကြတာဒီအိမ်ကိုစောက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီ Thomas Whaley ပိုင်နဲ့ဒီအုပ်ဆက်ရှိတဲ့အုပ်ဖို့ပေါ့နော်ဒီအုပ်တွေကမီးနဲ့ဖုတ်တာဆိုတော့အုပ်ဖို့အဲ့ဒီအုပ်ဖို့ကဒီကွန်ဒီ street မှာရှိတဲ့ဒီအုပ်ဖို့မှာရှိတဲ့သူကိုပိုင်အုပ်ဖို့ကနေပြီးတော့မှနေအုပ်တွေကိုယူပြီးတော့မှနေစောက်လုပ်ခဲ့တာတကယ်ကိုတေချာလေးပေါ့နော်သူ့ရဲ့ဘယ်လိုခေါ်မလဲသူကိုယ်တိုင်နေမဲ့အိမ်လေးဆိုတော့သူကတည်းကသူ customize တိတိကျကျလေးစောက်တာပေါ့နော်အဲ့ဒီအခက်ကာလကဆိုလို့ရှိရင် American Dollar 1000ကျော်ကုန်ကြခဲ့တယ်အဲ့တော့ကလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်လောက်ကပေါ့နော်200ကျော်လောက်ကဆိုတော့ခါကျတော့ American Dollar အနေနဲ့ဆိုလဲအရန်ကိုတန်ကြီးရှိတဲ့အချိန်ဖြစ်မှာပေါ့နော်1000ကျော်ကုန်ကြခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကအဲ့နေရာမှာဆိုလို့ရှိရင်အရန်ကိုကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတစ်လုံးဖြစ်ခဲ့တယ်တကယ်ကိုလူကုန်ထန်နေတဲ့အိမ်တစ်လုံးဖြစ်ခဲ့တယ်အဲ့ဒီအချိန်မှာသူကအဲ့အိမ်ထဲမှာဆိုလို့ရှိရင်လည်းသူက furniture တွေဆိုလို့ရှိရင်လည်းတကယ်ကိုအထက်တန်းလွှာတွေသုံးတဲ့ furniture တွေပြီးတော့ကော်စောတွေပေါ့နော်ကော်စောတွေဆိုလို့ရှိရင်လည်းတကယ်အထက်တန်းလွှာတွေသုံးတဲ့အိစက်နေတဲ့ကော်စောတွေထည့်ထားတာခန်းစီလိုက်ကစားလို့တကယ်ကို share တွေထည့်ထားတာဒီ Whaley House တည်ရှိတဲ့မြေပေါ့နော်အဲ့မြေရဲ့တမိုင်းကြောင်းကလည်းတကယ်ကိုမသေးလာသေးဘူးပေါ့နော်တမိုင်းကြောင်းမသေးဘူးအရန်ကိုထင်ရှားတဲ့နေရာပေါ့နော်ဒီဝီလီမိသားစုမရောက်ခင်9နှစ်လောက်က1852ခုနှစ်မှာဆိုလို့ရှိရင်ဒီယန်ကီဂျင်ရောဘစ်ဆန်ဆိုတဲ့လူကိုသူကလူတို့ရဲ့အရှိမောက်မှာအဲ့ဒီလူကကျိုးပေးကွပ်မျက်ခံခဲ့ရတဲ့နေရာဖြစ်တယ်ဒီယန်ကီဂျင်ကဆိုလို့ရှိရင်မြောက်ပိုင်းကယ်လီဖိုးနီးယားဘက်ကနေထွက်ပြေးလာပြီးတော့ဆန်တီယေဂိုမှာမြင်းကိုမှုတွေပြီးတော့တရားမဝင်လူရက်မှုတွေပြီးတော့ခါကျတော့ခပိုင်းနိုင်တာတွေတကယ်ကိုတောင်းကျမ်းပြီးတော့မှနေတကယ်ကိုစိုးသွမ်းခဲ့တဲ့လူတဦးဖြစ်ပြီးတော့နောက်ပိုင်းဆုံးမှာဘာဖြစ်သွားလဲဆိုတော့ဒီလေတစင်းကိုခိုးယူဖို့ကြိုးပမ်းတဲ့အချိန်မှာသူကဖမ်းဆီးခံခဲ့ရတာအဲ့ဒီအချိန်ကာလတော့ကအဲ့ဆန်တီယေဂိုပေါ့နော်သူတို့အဲ့နေရာရဲ့ဥပဒေဘယ်လိုရှိလဲဆိုတော့ခါကျတော့ဒေါ်လာ50နဲ့အထက်တန်ဖိုးရှိတဲ့ပစ္စည်းကိုခိုးယူတယ်ဆိုလို့ရှိရင်တေတံကျနိုင်တဲ့ပြစ်မှုပေါ့နော်အဲ့လိုမျိုးပုံမှန်တွေတက်ထားတာအဲ့ဒီအချိန်က तू ကအဲ့လေးကဒေါ်လာ50အထက်တန်ကြီးရှိတဲ့ပစ္စည်းဖြစ်နေတာအတွက်ကြောင့်မလို့ तू ကအဲ့နေရာမှာကြိုးပေးခံခဲ့ရတာတရားရုံးကသူ့ကိုဒီအပြစ်ရှိကြောင်းဆုံးဖြတ်ပြီးတဲ့အချိန်မှာအများပြည်သူရဲ့ရှေ့မှာကြိုးပေးကွပ်မျက်ဖို့အတွက်
မိတ်ချခဲ့တာအဲ့ကွပ်မြတ်တဲ့အချိန်မှာဒီသူတက်နင်းထားတဲ့သူ့ကိုကြိုးပေးဖို့အတွက်တောက်ပေါ့နော်တောက်စင်ပေါ့နော်အဲ့တောက်စင်ကဒီစင်မြဆိုလို့ရှိရင်နှိမ့်တဲ့ခါကျတော့ကျိုးတောက်ဖြုတ်ချလိုက်တဲ့ခါကျတော့ခြေထောက်နဲ့မြေပြင်ကြားမှာအရန်နှိပ်ပြီးတော့သူကခြေပြားထောက်ရက်ကြီးဖြစ်နေတာအဲ့ဒီအချိန်မှာ तू ကချက်ချင်းမသိသေးပဲနဲ့ level မှာကြိုးတန်းလန်းကြီးနဲ့ချက်ချင်းမသိသေးပဲနဲ့ तू ကစောင့်ငင်အကြာကြီးဖြစ်နေတာအကြာကြီးဖြစ်နေတဲ့အချိန်မှာ तू ကချက်ချင်းမသိလာရတဲ့အတွက်ကြောင့်မို့ तू မှာမချစ်မဆန့်ခံစားသွားရမှာအဲ့ဒီအချိန်မှာသူ့ရဲ့စိတ်ထဲမှာဘယ်လိုခေါ်မလဲအညှို့အတေးတွေနဲ့ဒီကြောက်ရွံ့မှုတွေကြားထဲမှာဒီဗုဒ္ဓဘာသာအယူအဆတွေနဲ့ဆိုလို့ရှိရင် तू ကမကျွတ်မလွတ်ကြီးဖြစ်သွားတာပေါ့နော်ဒီအစွဲကြီးပြီးတော့ပိတ်တာလိုမျိုးဖြစ်သွားခဲ့မှာပေါ့ရုန်းကန်သွားတဲ့အခါကျတော့လေအဲ့လိုမျိုးဖြစ်သွားပြီးတော့မှနေ तू ကအဲ့နားမှာမကျွတ်မလွတ်ဖြစ်နေကြတာအဲ့ဒီအချိန်မှာနောက်ထပ်9နှစ်လောက်ဒီဖြစ်ပြီးသွားတော့9နှစ်လောက်ကြာတဲ့အခါကျတော့အဲ့ဒီနေရာမှာ तू ကဒီဝီလီသောမတ်ဝီလီကအဲ့နေရာကိုမြေနေရာကိုဝယ်ယူလိုက်တာဝယ်ပြီးတော့မှနေသူ့ရဲ့အိမ်ကိုစောက်လိုက်တဲ့ခါကျတော့အဲ့မိသားစုဟာဆိုလို့ရှိရင်ဒီအိမ်ကိုသူကနေအိမ်တက်ပဲသူကနေခဲ့တာမဟုတ်ဘူးသူကကုံစုံဆိုင်လေးပါတွဲဖွင့်ထားသေးတယ်ကုံစုံဆိုင်လေးပေါ့နော် store ပေါ့နော် general store ပေါ့နော်အကုန်ပစ္စည်းတွေအကုန်ရတဲ့ store ဆိုင်အနေနဲ့တွဲဖွင့်ထားသေးတယ်အဲ့ဒီတွဲဖွင့်ထားတဲ့ခါကျတော့သူကဒီအိမ်မှာဘာဖြစ်သွားသေးလဲဆိုတော့ခါကျတော့နောက်ပိုင်းမှာလေအိမ်မှာတခြားနေရာတွေမှာလဲသူတို့ကဒီတခြားဘယ်လိုခေါ်မလဲစီးပွားရေးနဲ့ဒီအုပ်ချုပ်ရေးဌာနအဖြစ်နဲ့လဲသူတို့ကငှားထားသေးတယ်1858ခုနှစ်မှာဆိုလို့ရှိရင်လည်းဒီအောက်ထပ်ကိုဒီဝီလီမိသားစုပိုင်တဲ့ဒီဟိုပါဘောနော်စတိုးဆိုင်ဖွင့်ထားတယ်1869ခုနှစ်မှာဆိုလို့ရှိရင်ဒီဆန်တီယေဂိုခရိုင်ရဲ့တရားရုံးနဲ့ဒီရုံးခန်းတွေအဖြစ်နဲ့တစ်လကို$65နဲ့9ရက်အသုံးပြုခဲ့တယ်ပြီးတော့ခါကျတော့ဒီ1868ခုနှစ်မှာဆိုလို့ရှိရင်လည်းအပေါ်တက်အိတ်ခမ်းတစ်ခမ်းကိုဒီပြဆက်အဖွဲ့တစ်ခုအတွက်ပေါ့နော်ကွန်မာရှင်စက်ရုံအဖြစ်နဲ့ပြောင်းလဲပြီးတော့မှနေအသုံးပြုခဲ့ကြသေးတယ်ဒီအိမ်ကြီးရဲ့ခန္ဓာမှုอ่ะဆိုလို့ရှိရင်လည်းဒီအရန်ခန်းနားနေပေမဲ့ပေါ့နော်ဒီဝီလီမီသားစုအတွက်ကတော့ဝမ်းနည်းစရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီ1858ခုနှစ်မှာဆိုလို့ရှိရင်သူတို့ရဲ့ဒုတိယသားလေးသောမတ်ဝီလီဂျူနီယာကအသက်18လပဲရှိသေးတဲ့အချိန်မှာဒီအနီခွက်တွေထားပြီးတော့မှနေဒီ Scarlet Fever ဆိုတဲ့အဖျားရောဂါကြောင့်မို့လို့ကွယ်လွန်သွားခဲ့တာခလေးလေးတေဆုံးနိုင်ရပြီးတော့ခါကျသူတို့ဖွင့်ထားတဲ့ဆိုင်လေးကလည်းမီးလောင်သွားခဲ့ကြသေးတယ်အဲ့တော့ခါကျတော့သူတို့မှာဘောနော်ဆုံးရှုံးမှုတွေဖြစ်နေတဲ့အချိန်မှာသူဒီကလေးငယ်လေးလည်းတည်သွားခဲ့တဲ့ကြောင့်မလို့သူစိတ်ပိုင်းဆိုင်ရာနည်းနည်းလေးပြောင်းလဲသွားမလားလို့ဆိုပြီးတော့မှနေသူတို့ဆန်ဖရန်စစ္စကိုပြောင်းပြီးတော့မှနေခဏပြောင်းပြီးတော့နေထိုင်ခဲ့ကြသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူတို့အိမ်ကိုပြန်ပြောင်းလာခဲ့တယ်အဲ့ပြန်ပြောင်းလာပြီးတဲ့နောက်ပိုင်း1882ခုနှစ်မှာဆိုလို့ရှိရင်သမီးဖြစ်တဲ့ Violet ဝီလီဟာဆိုလို့ရှိရင်လည်းသူ့ကိုဘောနော်ဒီယောက်ျားတယောက်နဲ့သူကတွေ့ခဲ့တဲ့အချိန်မှာသူကအဲ့ယောက်ျားနဲ့သူကဒီလက်ထပ်ခဲ့တယ်ပေါ့နော်လက်ထပ်တဲ့အချိန်မှာလေနောက်ပိတ်ဆုံးကြတော့အဲ့ဒီကောင်ကသူ့ကိုလိန်လဲလှည့်ဖျားပြီးတော့မှနေလက်ထပ်တာဖြစ်နေတယ်ဒီမိဘတွေရဲ့အမွေတွေကိုပတ်စံတွေကိုမတ်တာကြောင့်မလို့တို့အကြောင်းမျိုးကြောင့်လိန်လဲလှည့်ဖျားခဲ့တာဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ကောင်မလေးနဲ့ကွာရှင်းခဲ့ကြရပါတော့နောက်ပိုင်းမှာတော့ဒီကောင်မလေးကသူကစိတ်တကြပါတော့မိသားစုအလယ်မှာလည်းမျက်နှာမပြရဲလူအရှိမှလည်းမျက်နှာမပြရဲနဲ့စိတ်တကြပြီးတော့မှနေ1885ခုနှစ်ဒီဩဂုတ်လ19ရက်နေ့မှာပဲသူ့ရဲ့နေအိမ်မှာပဲသူ့ကိုယ်သူတနက်နဲ့ပြပြီးတော့မှနေအဆုံးစီရင်သွားခဲ့တာအဲ့ဒီအဖြစ်အပျက်တွေကြောင့်မလို့မိသားစုကဒီအိမ်ကိုလုံးဝစွန့်ခွာသွားခဲ့ပြီးတော့မှနေနှစ်ပေါင်းများစွာပြစ်ထားခဲ့ရတဲ့အခြေအနေဖြစ်သွားခဲ့တာဒီဝေလီမိသားစုကဒီအိမ်ကိုပြောင်းရွှေ့ကာစားကြတဲ့အိမ်ပေါ်ထက်မှာဒီခြေတံပေါ့နော်ခြေတံလေးလေးတွေနဲ့ပေါ့နော်လျှောက်သွားနေတာပြီးတော့ခါကျတော့ခြေတံပြင်းစောက်ပြီးတော့မှနေသွားခဲ့တာသွားနေတာပေါ့နော်အဲ့လိုဟိုလျှောက်သွားလိုက်ဒီလျှောက်သွားလိုက်ခြေတံကြီးကြားရတာမျိုးတွေကြုံခဲ့ရတယ်သူတို့ကဆိုလို့ရှိရင်ဒီကျိုးပိတ်ခံခဲ့ရတဲ့ရန်ကီဂျင်းကဝိညာဉ်ဖြစ်ပြီးတော့သူတို့ကိုချောင်းလန့်နေတာဆိုပြီးတော့မှနေယုံကြည်ခဲ့တယ်ခုခေတ်မှာဆိုလို့ရှိရင်လည်းဒီမီဒီယာတွေဖြစ်ကြတဲ့ဒီ travel channel တွေပြီးတော့ခါကျတော့ America's Most Haunted အစီအစဉ်ပြီးတော့ခါကျတော့နောက်ထပ်ပေါ့နော်ဒီဘာခေါ်လဲparanormal investigator တွေပြီးတော့ဒီ MTV ပြီးတော့ sci-fi channel ပြီးတော့ဒီ travel channel တွေ ghost adventure တွေအဲ့ဒီနာမည်ကြီး channel တွေကလည်းဒီအိမ်ကြီးကိုကွင်းဆင်းပြီးတော့မှနေလေ့လာဆောင်စမ်းခဲ့ကြတယ် paranormal investigator တွေရတယ်ဆိုလို့ရှိရင်အိမ်ထဲကိုရောက်တဲ့အခါမှာသူတို့တွေကထူးဆန်းတဲ့အတွေ့အကြုံတွေအများကြီးကြုံခဲ့ရတယ်အစာအိုးထဲမှာဝင်လိုက်ပြရတဲ့မိဖို့ချောင်ဘက်ကိုရောက်ရှိတဲ့အချိန်မှာဆိုလို့ရှိရင်မိဖို့ချောင်ထဲမှာဘာမှလည်းချက်ပြုတ်မထားဘူးလူလည်းမနေဘဲနဲ့အဲ့ထဲကနေလက်ဆက်ချက်ပြုတ်နေတဲ့အနံ့တွေမုံဖုတ်နေတဲ့အနံ့တွေအသားကင်နေတဲ့အနံ့တွေပြီးတော့ခါကြတော့ဒီ steak လုပ်နေတဲ့အနံ့တွေပေါ့နော်ပါမုံနံ့တွေရုပ်တရက်နဲ့အနံ့ပေါင်းစုံရတာပေါ့နော်ဒီလူတွေပဲချက်ပြုတ်နေတဲ့အတိုင်းပေါ့နော်ရခဲ့ကြတာအင်ရှင်ဒီ Thomas Whaley သုံးဆွဲပြီးတော့မှအများတန်းတောက်တဲ့ရှိတဲ့ secret နဲ့စေးတဲ့အနံ့တွေအဲ့ဒါတွေလည်းရတယ်ပြီးတော့သူ့ရဲ့အဲ့ Whaley ရဲ့ဇနီးပေါ့နော် Anna Whaley အများတန်းသုံးဆွဲလေးရှိတဲ့ဒီပြင်သစ်ရင်မွေးတွေအဲ့အနံ့တွေကလည်း
ပြင်းပြင်းထန်ထန်နဲ့ပေါ့နော်ရတာမျိုးတွေရှိတယ်ဒီနောက်ထပ်ပေါ့နော်ဒီစုံစမ်းစစ်ဆေးတဲ့ Ghost Hunter အဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေတချို့ဆိုလို့ရှိရင်အပူချိန်တွေခန်းတွင်းပူချိန်တွေရုတ်တရက်ကျပြီးတော့မှနေလေဒီလိုက်ရေခဲတက်တာတွေကနေဝင်လိုက်ရတယ်လို့မျိုးသိရမလားအဲ့လိုရေခဲတက်တာဖွင့်လိုက်တဲ့အချိန်မှာရတယ်လို့မျိုးအရန်အေးဆက်တဲ့ခံစားချက်တွေလည်းရတယ်ပြီးတော့ကကြတော့ဒီသူတို့တွေရဲ့အတန်လိုင်းဖန်တဲ့ဆက်တွေလေအဲ့အတန်လိုင်းဖန်တဲ့ဆက်တွေထဲကနေလည်းအတန်တွေကြားရတယ်ပြီးတော့ကကြသူ့အမေဖြစ်တဲ့အန်နာကိုမမီနဲ့ခေါ်တယ်ကလေးငယ်အတန်တွေလည်းကြားရတယ်တဲ့ပြီးတော့ဒီမိန်းကလေးတယောက်ကဆိုလို့ရှိရင်ဒီပြဆက်ရုံသူတို့အိမ်မှာပြဆက်ရုံလောက်ထားရှိရလေအဲ့ပြဆက်ရုံရဲ့အခန်းထဲကနေပြီးတော့မှနေမိန်းကလေးပုံစံမျိုးပေါ့နော်ပုံရိပ်ရောင်နေလှုပ်ရှားလာတဲ့အရေးတွေကိုလည်းတွေ့ရတယ်ပြီးတော့ဒီအနေအောက်ရောင်ကြီးကင်မရာတွေကနေဆိုလို့ရှိရင်လည်းဒီမိန်းကလေးပုံစံတွေဖမ်းယူထားတာတွေကိုတွေ့ရတယ်ပေါ့နော်ဒီအိမ်မှာအိမ်ဆောင်နေရှိတယ်လေညာဘက်လုံခြုံရေးဝန်ထမ်းတွေလည်းရှိတယ်ခုကအဲ့အိမ်ကပြတဲ့အဖြစ်နဲ့လှုပ်ထားတာဆိုတော့ခါကြတော့ဝန်ထမ်းတွေရှိတယ်ညဆောင်တွေရှိတယ်အဲ့ဝန်ထမ်းတွေကဆိုလို့ရှိရင်လည်းညဘက်မှာဒီအပြာရောင်ကောင်းဝင်အရှိယူဝတ်ထားတဲ့သမီးဖြစ်တဲ့သူဗိုင်အိုလက်ဝီလီကိုလည်းဒီသူ့ရဲ့ဝိညာဉ်ကိုယူဆတဲ့မိန်းကလေးတယောက်ကိုလည်းလာတာဆောင်မှာဒုတိယလာတာဆောင်မှာပေါ့နော်သူကိုယ်သူအဆုံးစီရင်ခဲ့တဲ့အထက်မှာအမြဲတမ်းတွေ့ရတယ်ဆိုပြီးတော့မှနေပြောကြလေးရှိတယ်ဒီ Wheelie House ကအမေရိကန်နိုင်ငံရဲ့အနောက်ဘက်ခြမ်းပေါ့နော်ရှေးဦးအဆောက်အဦဖြစ်တာနဲ့နောက်ကြတော့ဒီစန်တီယေဂိုမြို့ရဲ့တရားရုံးနေစီးပွားရေးတမိုင်းနေနဲ့နက်နက်ရှိုင်းရှိုင်းဆက်ဆက်နေတာကြောင့်မလို့ဒီအိမ်ဟာဆိုလို့ရှိရင်တန်ဖိုးကြီးတဲ့ဘယ်လိုခေါ်မလဲတန်ဖိုးကြီးတဲ့ဆက်ဆက်မှုတွေဂုံတိတ်ခါတွေအများကြီးရှိနေတယ်သူ့ကိုတရဲ6တဲ့အိမ်တခုတည်းနဲ့ပြောမယ်ဆိုတော့ဒီအိမ်ရဲ့တန်ဖိုးကနည်းနည်းကျဆင်းသွားမယ်ပေါ့နော်အမှန်တကယ်ကတော့သူကတရဲ6တဲ့အိမ်တခုဖြစ်နေမယ်နာမည်ကြီးတာမဟုတ်ဘူးအရင်တော့ကဒီအိမ်ကဒီစီးပွားရေးဆိုင်ရာဆက်ဆက်မှုတွေလည်းအများကြီးရှိတယ်ပြီးတော့ခါကျတော့ရုံးတွေလည်းဖွင့်ခဲ့ဘူးတယ်ပြီးတော့ခါကျတော့ပြဆက်ရုံတွေလည်းဖွင့်ခဲ့ဘူးတဲ့အတွက်ကြောင့်မလို့ဒီအိမ်ကတမိုင်းတခုတည်းနာမည်ကြီးနေတာမဟုတ်ဘူးဒီအများကြီးပဲပေါ့နော်ဒီအိမ်ရဲ့တမိုင်းတွေဟာဆိုလို့ရှိရင်ပြောရမယ်ဆိုအများကြီးပဲအခုချိန်ထိလည်းဒီဝေလီမိသားစုအသုံးဆောင်ခဲ့တဲ့သုံးဆောင်ပစ္စည်းတွေရောကော်စောတွေအိပ်ယာတွေအခုချိန်ထိရှိသေးတယ်ဒီထက်မှပြပေးထားမယ်ဒီနောက်ပြီးကြတော့ဒီအိမ်ကိုညဘက်ဒီမှာတွားပြီးတော့မှねလေ့လာရိုက်ကူးထားတဲ့ဗီဒီယိုတွေကတော့ဒီထဲမှာထည့်ပေးလို့မရလို့ copyright မိမှာဆိုလို့အဲ့ဒါကြောင့်မလို့မထည့်ပေးတော့ဘူးတခြား channel တွေမှာတွားကြည့်လို့ရတယ်ဒါပေမဲ့ဒီရန်ကီဂျင်းရဲ့ကျိုးစင်တင်ကိုမြတ်ခံရမှုဒီဝေလီမိသားစုကြုံတွေ့ခဲ့ရတဲ့ဒီကြေကွဲပွဲရာတည်ဆုံမှုတွေနဲ့ဒီ paranormal investigator တွေရဲ့ထူးဆန်းတဲ့အတွေ့အကြုံဆိုင်ရာတွေ့ရှိချက်တွေကတော့ဒီအိမ်ကိုအမေရိကန်ပြည်ထောင်စုရဲ့အထင်ရှားဆုံးတရေ6တဲ့အိမ်တစ်လုံးအဖြစ်နဲ့တော့ကဘာကျော်သွားစေခဲ့တာတော့အမှန်တကယ်ပဲပေါ့နော်အဲ့ဒါကတော့တကယ်ပဲအမှန်တကယ်ပဲညင်းလို့မရတဲ့အချက်ခုချိန်นี้လည်းဒီအိမ်ကနှစ်ပေါင်းများစွာကြာသွားသည့်တိုင်အောင်အိမ်ကခင်မီနေရတော့တကယ်ကိုချီကျူးရမယ်ရေးလျာကောင်းတစ်ခုပေါ့နော်အဲ့လိုပြောရမယ်ဒီအိမ်ရဲ့ပြီးသူကပညာရှင်တွေကတကယ်ကိုလေးစားပြီးတော့မှねချီကျူးခံရမဲ့သူတွေပေါ့နော်ဘာလို့လဲဆိုတော့အခုချိန်တည်းအောင်နှစ်တည်းရာချီပြီးကြာနေတာတော့မှပဲအခုချိန်นี้လုံးဝခင်မီနေတဲ့ဒီဇိုင်းအဖြစ်နဲ့ဒီရှိနေသေးပဲဖြစ်တယ်ဒီနေ့ညအတွက်ကတော့ဒီလောက်ပဲနောက်ရက်ဒီမှာလည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုပြောပြပေးအောင်မယ်ဒီအထက်မှာလိုအပ်ချက်တွေရှိသွားတယ်ကျမပြောတဲ့အကြောင်းအရာတွေကိုနားမလည်ဘူးဆိုလို့ရှိရင်လည်းဒါကျမရဲ့အားနည်းချက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အနုညွတ်ပဲတောင်းပန်ပါတယ်နောက်ရက်ဒီမှာလည်းဒီထက်ထူးဆန်းတဲ့ကြောင်းမဲ့ဖွယ်ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်တတား